Now you remember, right? Sometimes I don't eat spicy food because it's not good for head. So that's why. What time is it? အမှန်တော့အင်္ဂလိပ်စာသင်တန်းတက်ချင်လို့ရှာရင်နဲ့အရင်ဆုံးတီချက်တင်တန်းကိုတွေ့တယ်ဒါပေမဲ့ဗာလဲမဆက်သွယ်ပဲနဲ့တငယ်ချင်းနဲ့လိုက်တက်လိုက်တာပထမတင်တန်းကိုတစ်လတက်လိုက်သေးတယ်စာတိုးတက်မလားပြီးတော့ကိုကလည်းပြင်းတဲ့ထဲမှာပါတော့လေစာမလုပ်ဖြစ်ဘူးငယ်တွေက grammar သင်ရတယ်ဆိုမှgrammar ပုံစံတွေကိုဘာမှမမှတ်မိဘူးဘယ်လိုမျိုးစာနဲ့ရတယ်ဝေးသလိုဖြစ်သွားတော့အခုတော့ grammar ဆိုတော့များလည်းတမီးသိရပေါ့နော်အရင်တော့ဆိုတော့ဘာမှလိုက်မပြောနိုင်ဘူးသူတို့ကလို့ညှက်ပြောရင်တော့ကိုမပြောနိုင်အဲ့လိုမျိုးတွေရှိရဲသူကခုတော့ကိုနည်းနည်းတော့သိလာပြီလို့ထင်တယ်တီချက်တင်တဲ့ဟာလည်းနားလေအလွယ်လေအားကြောင့်မို့အဆင်ပြေပါတယ်ဒီ15ရက်မှာဖြစ်နိုင်တော့နောက်15ရက်ကိုထပ်တက်ချင်တာ